အားလုံးကိုပေးသားပါတယ်ကျွန်တော်ကမြောက်ဦးရခိုင်ပြည်သူတွေရဲ့ကိုယ်စားလှယ်ပါကျွန်တော်ရခိုင်ပါတီကပါကျွန်တော်တို့ပါတီဟာပြည်သူ့လွှတ်တော်မှာ18နေရာမှာ12နေရာနိုင်တယ်အမျိုးသားလွှတ်တော်မှာ12မှာ10ပြည်နယ်မှာ34မှာ23ယောက်နိုင်တယ်ပွင့်ပွင့်လင်းပြောရင်အများစုနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ရခိုင်ပြည်သူတွေကိုကိုစားပြုပါတယ်အဲ့တော့ကျွန်တော်စဉ်းစားတာကဒီလောက်အင်မတန်အရေးကြီးပါတယ်ဆိုတော့ရခိုင်ပြဿနာကိုစဉ်းစားတဲ့အခါမှာဒီ NLD ကခေါင်းဆောင်တွေကကျွန်တော်တို့ဘာဖြစ်လို့ dialogue partner လို့မသတ်မှတ်တာလဲဒါ marginalize ဆွေးနွေးကြရှိတာဆွေးနွေးပါပုဂ္ဂိုလ်ဆွဲပါတီဆွဲမပြောပါနဲ့နောက်တစ်ခုကကျွန်တော်စကားပြောတာကိုနောက်ချက်ပြပါတယ်ဥက္ကဋ္ဌကြီးတော်မှရပြပြောပါနောက်တစ်ခုဒါကျွန်တော်လုပ်ပိုင်ခွင့်ပါနောက်တစ်ခုကမနေ့ကပါတီနဲ့ပြီးတော့ကိုဖီအာနန်ကပြောပါတယ်ဒီကော်မတီမဖွဲ့ခင်သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကရခိုင်ပါတီနဲ့ဆွေးနွေးလိုက်ပါလို့အကြံပေးပါတယ်မဆွေးနွေးဘူးအောင်ခင်ဗျအဲ့တော့ဒါဟာကျွန်တော်တို့တိုင်လောက်ပန်တာလို့မသတ်မှတ်ဘူးဆိုတာတော့ကျွန်တော်တို့တွေ့တာဒီဟာကိုလက်ခံနိုင်ကြမရှိဘူးနောက်တစ်ခုကကျွန်တော်တို့ဒီမှာနိုင်ငံတော်အတိုင်းပိုင်းခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကိုရှာပြီးဖတ်ကြည့်ကြပါကျွန်တော်တို့ဒီမှာတာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်9ချက်ထဲမှာကော်မရှင်ဖွဲ့စည်းတယ်ဆိုတာမပါပါဘူးဥပဒေရဲ့အပေါ်ကိုရောက်နေပါတယ်ဒါကြောင့်ဒီကော်မတီဟာကျွန်တော်အမြင်ရတော့ဒါ legitimacy မဖြစ်ဘူးဆိုတဲ့တစ်ချက်နောက်တစ်ချက်ကနိုင်ငံသား3ယောက်ပါတယ် NLD ကဖြစ်ဖြစ်ရှင်းပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ထဲပါနိုင်ငံတကာအသိမှတ်ပြုတဲ့ပညာရှင်တွေအများကြီးရှိပါတယ်ကျွန်တော်တို့အဲ့လိုနိုင်ငံသားတွေခေါ်ပြီးပြင်ပြီးခဲ့တယ်ဆိုတာကျွန်တော်နိုင်ငံရဲ့ဂုဏ်သိက္ခာအများကြီးထိခိုက်ပါတယ်ကိုဖီအာနန်ကနိုဘယ်ဆုရတယ်ကိုဖီအာနန်နိုဘယ်ဆုရမယ်အခုကမ္ဘာကြီးမှာဘာဖြစ်နေတယ်လဲလေ့လာကြည့်ကြပါနောက်တစ်ခုက UN ရန်ဟီလီလာတော့ရခိုင်ပြည်ကိုပြဿနာတည်လာတဲ့အတွက်ကြောင့်ရခိုင်ပြည်သူတွေကရန်ဟီလီကိုအလိုမရှိဘူးပြောခဲ့တယ်အဲ့တော့ UN ကိုလည်းသိအကောင်းမထင်ပါနဲ့ကောင်းတာရှိတယ်လို့ UN မှာ advocacy lobby တွေဝင်ထားတဲ့အတွက် OIC နဲ့ UN နဲ့ဘယ်လို link ရှိတယ်ဆိုတာလေ့လာဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့ကစိုးရိမ်လို့ပြောနေတာပါကျွန်တော်တို့ရင်ထဲမှာစိုးရိမ်စိတ်ကိုစာနာပါတယ်ပြည်တော်မှုသားဆိုတာမျိုးတော့မလုံးလောက်ပါဘူးကျွန်တော်ပြောချင်ပါတယ်နောက်တစ်ချက်ကဒါအရေးကြီးဆုံးချက် rule of law ကျွန်တော်တို့တိုင်းပြည်မှာဥပဒေဆိုတာအရှုံးရှာအာဏာရဲ့အစိတ်ပိုင်းပဲဒီဟာကိုအကုန်လုံးလိုက်နာရမယ်ကျွန်တော်ရခိုင်ပဲဖြစ်ဖြစ်တိုင်းရင်းသားပဲဖြစ်တိုင်းရင်းသားမဟုတ်တဲ့လူတွေဖြစ်ဖြစ်အဲ့တော့တိုင်းရင်းသားမဟုတ်တဲ့လူတွေကဥပဒေကိုမနာခံတဲ့ခါမှာဥပဒေနဲ့ပဲကျွန်တော်လိုရပါလိမ့်မယ်အဲ့လိုဆိုရင်ဥပဒေ rule ဗမာပြည်ဘာဖြစ်လဲဆိုတော့အခုအစိုးရသစ်လက်ထက်မှာလဲ rule of law မရှိဘူးဆိုတော့ဝန်ခံကြနေပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်နိုင်ငံသားကိုမှအားကိုးစရာမလိုဘူးကျွန်တော်တို့ပြည်သူတွေခိုင်ပြည်သူတွေနဲ့တိုင်းရင်းသားပြည်သူတွေကြောချင်းကပ်ပြီးတော့ဒီပြဿနာကိုဖြေရှင်းလို့ရပါတယ်နိုင်ငံခြားပုဂ္ဂိုလ်တွေခေါ်ပြီးတော့ကျွန်တော်တို့ကူပါကဲပါကျွန်တော်ပြောစရာမလိုဘူးလို့ထင်တဲ့အတွက်ကြောင့်ဒီနိုင်ငံခြားသားပါဝင်မှုကိုကန့်ကွက်ရတာဖြစ်ပါတယ်ဗမာတွေထည့်ပါ NLD ကကိုစားရှိတဲ့လူတွေထည့်ပါအဲ့ဒါကိုပြောချင်ပါတယ်နောက်တစ်ချက်ကရခိုင်ပြဿနာဟာဘူးသီးတောင်မောင်တော်မှာအဲ့ဒီဘာမှမသိတဲ့လူသားတွေရဲ့ population ဟာရှင်းပြတဲ့လူကြီးရဲ့နှစ်ဆရှိပါတယ်နောက်ပြန်မှာအင်မတန်စိုးရိမ်ဖို့ကောင်းပါတယ်အဲ့တော့ဒါကိုဒီစိုးရိမ်စိတ်ဟာကျွန်တော်ရခိုင်မှာရှိတယ်ဆိုတော့ကျွန်တော်ပြဿနာတွေကိုချင်းချင်းမြင့်မြင့်သိတယ်ဒီကော်မတီကလာတဲ့လူတွေဟာ research methodology နဲ့လုံးလိမ့်မယ်မှန်တယ်သိပ္ပံပညာရရင်ရပါလိမ့်မယ်ဒီနေရာမှာနိုင်ငံရေးပြဿနာကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့စိတ်ခံစားမှုတွေကျွန်တော်ရဲ့သမိုင်းကြောင်းဆိုင်ရာတွေကိုဒီလူတွေဘယ်လောက်နားလည်မလဲအဲ့လိုကနားလည်တော့ဆိုကဘာကြီးမှာစစ်ပြောက်သွားတာကြားပါပြီအဲ့တော့ဒီလောက်ရှုပ်ထွေးတဲ့ပြဿနာကိုဒီလူတွေလာတဲ့ဒီလူတွေနဲ့ OIC ကြားထဲမှာဘယ်လို link ရှိတယ်လဲအင်မတန်စိုးရိမ်ဖို့ကောင်းတဲ့ကိစ္စတွေအဲ့ဒါကြောင့်ကျွန်တော်တို့ကကိုပြည်တွင်းပြဿနာပါပြည်တွင်းပြည်ပဖြစ်တဲ့ပြဿနာဆိုတာကသူတို့ကဒီပြဿနာကို spread တင်တာနိုင်ငံတကာကို spread တင်တာပြဿနာကြီးလို့ကို spread တင်တာသူတို့နောက်မှာတကယ် argument motive တွေအများကြီးရှိတယ်အဲ့တော့အခုဖြစ်တဲ့ပြဿနာကဒီ committee ဖွဲ့လိုက်တာကကျွန်တော်ကတခိုးကိုတရုတ်ကန်းလို့ဖြစ်သွားပြီတကယ်ကကျွန်တော်တိုင်းရင်းသားပြည်သူတွေကြောချင်းရင်ရှင်းကပ်ပြီးတော့ကျွန်တော်တတိရှိချင်းရင်ဆိုင်မှာဥပဒေလုံးမလုံးရမယ်ဒီအစိုးရဥဆောင်မှုအောက်မှာအဲ့ဒီလိုလုံးရမယ်အစားနိုင်ငံသားလူတွေကိုပညာရှင်ဘာညာပါဆိုပြီးခေါ်တာဟာကျွန်တော်တို့သိခါလဲကြပါတယ်ကျွန်တော်တို့ပြည်တော်မှုစိတ်ကကင်းမဲ့ရလဲကြတယ်ကျွန်တော်ပြည်တွင်းပြဿနာကိုကျွန်တော်ပြည်တွင်းရပြည်သူတွေနဲ့ကြောချင်းကပ်ပြီး
ကျွန်တော်ကပြက်ပြက်တတ်တာရင်ဆိုင်တာကိုပဲကျွန်တော်တို့လိုချင်ပါတယ်အဲ့ဒါကြောင့်ဒီကော်မတီကိုကန့်ကွက်ရတာဖြစ်ပါတယ်ပထမအချက်ကကျွန်တော်တို့က legitimacy နဲ့မညီဘူးကျွန်တော်တို့က democratic democratic ethic ရကျွန်တော်တို့ကို dialogue partner လို့မသတ်မှတ်ဘူးဒါဟာ democracy စံနှုန်းတွေကိုတန်ဖိုးမထားတာဖြစ်ပါတယ်နောက်တစ်ချက်ကဒီဥပဒေရဲ့ပေါင်းကိုကြော်နေပါတယ်နောက်တစ်ချက်ကနိုင်ငံတကာရဲ့ပါလာတဲ့အကြောင်းစိုးရိမ်ကြရတယ်ရှိနေတဲ့အကြောင်းဒါကိုကျွန်တော်တို့ကန့်ကွက်နေရခြင်းဖြစ်ပါတယ်အဲ့တော့နောက်ဆုံးနေရတော့ကျွန်တော်တို့ရခိုင်ဟာတကယ်အမတန်ကြောက်စရာကောင်းတဲ့ Islamization ရဲ့ချိန်ချောက်မှုကိုကြုံနေရပါတယ်ဒါဟာဗမာပြည်သူလူထုတရားလုံးနဲ့ဆိုင်နေအရင်ကဆိုရင်တော့ Burmanization ရှိတယ်ဒါပေမဲ့ဒီချိန်မှာတော့ Burmanization မိန်လာပြီးရှိသေးတယ်အဲ့တော့ Islamization နဲ့ Burmanization တော့ညက်နေတဲ့ရခိုင်ပြည်သူတွေရဲ့ဘဝကိုကျွန်တော်တို့အပြီးဆုံးမှာကျွန်တော်တို့တွေ့ပြီးဖြစ်ရှင်းပါဆိုတော့လေးလေးနက်နက်ကျွန်တော်ပြောချင်ပါတယ်ဒါပါအလေးသားပါ